ဒီတော့နီးပြအမျိုးအစားတွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အသင်းကတော်တော်စုံသွားပြီလို့ပြောလို့ရတယ်ဒီတော့ဒီနေရာမှာဟုတ်ပါပြီမင်းအမိုရင်ရဲ့ system ကြီးကအခုအင်္ဂလိပ် Premier League မှာအလုပ်ဖြစ်နေလို့လားလို့မိကိုတရားမေခွန်ရှိတယ်အလုပ်မဖြစ်ဘူးလို့ပြောလို့မရဘူးဒီလိုနဲ့ပဲကျွန်တော်တို့ခီးမရဘူးတဝက်တစ်ပြက်မှာပဲအမြဲတမ်းလှည့်နေတာအားလုံးပဲမင်္ဂလာပါ United Restaurant ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဂျားရမှာကျွန်တော်ပျောက်သွားတာနည်းနည်းတော့ကြာပြီကျွန်တော်လည်းဒီဘက်ကိုအချိန်မပေးနိုင်သေးဘူးတခြားဘက်မှာအလုပ်တွေရှုပ်နေလို့ပေါ့နော်ဒီဘက်ကိုအချိန်ပေးနိုင်ပြီဆိုတာနဲ့ကျွန်တော်ပုံမှန်လေးပြန်လာမယ်လို့တော့ကျွန်တော်စဉ်းစားထားတယ်ဆွမ်းနာကိုလိုက်တာပေါ့တိတ်မကြခင်တော့ပြန်လာဖြစ်တော့ပါတယ်အခုပြောမယ့်အကြောင်းအရာကတချို့သူတွေနဲ့တော့သဘောထားချင်းတိုက်ဆိုင်ခြင်းမှာတိုက်ဆိုင်နေမယ်ဒါပေမဲ့လူတိုင်းမှာသူ့ရဲ့ကိုယ်ပိုင်အတွေ့အမြင်ယူဆချက်ဆိုတာရှိတာပဲဆိုတော့ကျွန်တော်ကလည်းကျွန်တော်ရဲ့အတွေ့အမြင်ယူဆချက်ကိုကျွန်တော်ပြောပြခြင်းပဲဖြစ်တယ်ပေါ့ဒါကိုသဘောတူတဲ့လူလည်းရှိမယ်သဘောမတူတဲ့လူလည်းရှိမှာပဲပေါ့နော်လက်ရှိကျွန်တော်တို့ရဲ့နီးပြရူဘန်အမိုရင်ကိုကျွန်တော်တို့ထုတ်တင်ပြီလားဒါမှမဟုတ်ကျွန်တော်တို့ဆက်ပြီးတော့ထောက်ခံတင်သလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောပြခြင်းတယ်ပေါ့ဒီအမိုရင်နဲ့ပတ်သက်ပြီးတော့အားလုံးမှာဖြစ်နေတဲ့စိတ်ခံစားချက်တွေကိုလည်းကျွန်တော်နားလေကျွန်တော်ကိုယ်တိုင်ဆိုရင်ပွဲတစ်ပွဲကြည့်နေနေပွဲရရှုံးနေတယ်ပွဲမှာအခြေအနေမကောင်းဘူးဆိုရင်ကိုယ်တိုင်လည်းဒီနီးပြထုတ်လိုက်ပါတော့ကွာဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူးလို့တွေးမိတဲ့အချိန်တွေလည်းရှိတယ်ဒါပေမဲ့ကောင်းအေးနဲ့တစ်ချက်တခြားပြန်စဉ်းစားကြည့်မယ်ဆိုရင်ဆာအဲလက်စ်ဘာဂူဆန်ကြီးနောက်ပိုင်းမှာကျွန်တော်တို့အသင်ခန့်ခဲ့တဲ့နီးပြ profile တွေကတော်တော်စုံနေပြီတော်တော်များများကိုစုံနေပြီလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီလူဝဲဘန်ကလို့နီးပြနဲ့ပထမဆုံးအမြင့်ကနေလှမ်းပြီးတော့ပြောင်းလဲဖို့ကျွန်တော်တို့စူးစမ်းတယ်မအောင်မြင်ဘူးမအောင်မြင်တာနဲ့ကျွန်တော်တို့ဒီမော်ရီဟိုလိုမျိုးဝင်းနောင်းနီးပြပေါ့နော်ချက်ချင်းအောင်ရင်မှုယူပေးနိုင်တဲ့နီးပြနဲ့ပြန်ပြီးတော့ဆက်သွားတယ်မော်ရီဟိုလည်းအကြိုက်မခံဘူးမော်ရီဟိုပြီးတော့လည်းကျွန်တော်တို့ဆိုရှယ်ခင်မာရနဲ့လေးအဆင်ပြေသလိုရှိတယ်ပေါ့ဒါကလည်းမော်ရီဟိုနဲ့ဆိုရှယ်နဲ့ကစားပုံကအရင်ကြီးမကွာဘူးဒါကြောင့်လည်းကျွန်တော်တို့ကဆိုရှယ်လက်ထက်မှာကအခြေအနေကကောင်းတယ်လို့ရှိခဲ့တယ်ဒါပေမဲ့ဆိုရှယ်ကလည်းရေရှည်မှာအဆင်ပြေမလာပြန်ဘူးပရိသတ်တွေအနေနဲ့ကဖလားမရဘူးဆိုရင်မကျင်တဲ့ဘူးဒီတော့ကျွန်တော်တို့ Eric Ten Hag လို့ modern coach ပေါ့နော်ဒီတော့ဒီဘက်ခေတ်ရဲ့နီးပြကိုကျွန်တော်တို့ခံတယ်သူရဲ့ ideology သူရဲ့ IS မှာကန်ခဲ့တဲ့ ideology ကိုဒီဘက်အသင်းမှာပေါ်ဆောင်ပေးနိုင်မလားဆိုပြီးကျွန်တော်တို့ခံတယ်ဒါပေမဲ့ Eric Ten Hag နဲ့လည်းအလုံးမဖြစ်ဘူး Eric Ten Hag အနေနဲ့ကလည်းအသင်းမှာရှိတဲ့ကစားသမားတွေကသူ IS မှာကစားခဲ့သလိုကစားလို့မရဘူးဒီတော့အသင်းမှာရှိတဲ့ကစားသမားတွေနဲ့အဆင်ပြေမဲ့ဒီ tradition ကိုပဲသူသွားမယ်ဆိုပြီးသက်သွားတယ် Eric Ten Hag ကလည်းအဆင်မပြေပြန်ဘူးဒီတော့နီးပြအမျိုးအစားတွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အသင်းကတော်တော်စုံသွားပြီလို့ပြောလို့ရတယ်လူဝဲဘန်ကလို့ philosophy နီးပြလည်းခန့်ခဲ့ပြီးဂျိုဆေးမော်ရီညိုလိုဝင်းနောင်းနီးပြလည်းခန့်ခဲ့ပြီးဆိုရှယ်လို United DNA ပါဆိုတဲ့ဒီနီးပြလည်းခန့်ခဲ့ပြီး Eric Ten Hag လိုဒီဘက်ခင်နီးပြပေါ့နော် modern coach ကိုလည်းခန့်ခဲ့ပြီး Ineos အနေနဲ့ဒီကလေးသားတို့စီကနေကျွန်တော်အသင်းကိုဝယ်ယူပြီးနောက်ပိုင်းမှာသူတို့ပထမဆုံးခန့်တဲ့နီးပြပေါ့နော်ဒီ Ruben Amorim ပေါ့သူတို့ project အတွက်သူတို့ရုံကြီးနဲ့ဒီနီးပြကိုခန့်ခဲ့တယ်ဒီလိုမျိုးအသင်းကိုမြေလမ်းပြောင်းမှုအတွက် Ruben Amorim ကိုဥဆောင်ပြီးကျွန်တော်တို့ရင်းနှီးထားတဲ့အရင်းနှီးတွေကမနစ်ကတနေ့လုံးကျွန်တော်တို့ရင်းနှီးထားရတဲ့အသင်းရဲ့ academy တွေကစားသမားတွေသူ့ရဲ့ system မှာ Amorim နဲ့ကစားသမားတွေကိုကျွန်တော်တို့ရင်းနှီးထားရတယ်ဆိုတော့ကျွန်တော်တို့အတွက်အရင်နီးကအရင်များတယ်ဒါလောက်ရင်းနှီးထားပြီးမှအသင်းကစားဝန်တိုးတက်လာသလားရလက်ပိုင်းဆိုင်ရာတွေတိုးတက်လာသလားဆိုတော့လေကစားပုံလည်းတိုးတက်လာခြင်းမရှိသေးဘူးရလက်ပိုင်းဆိုင်ရာလည်းအာမခံချက်မရှိသေးဘူးအခုချိန်ထိမိနစ်ကလိုပဲတဝဲလဲလဲဖြစ်နေတော့မယ်ပရိသတ်တွေအနေနဲ့ကမိနစ်ကတစ်နှစ်လုံးလှုပ်ရှင်တာလှုပ်ကွာမင်း system ရအောင်သွင်းကွာဆိုပြီးတော့ဖြစ်ချင်အပြစ်ထားပြီးတော့ဒီနှစ်ကိုမျောလင့်ထားကြတဲ့အချိန်မှာဒီနှစ်မှာလည်းထင်သလောက်တိုးတက်မလာတဲ့အခါမှာတော့ပြည်သက်တွေအနေနဲ့ကဒီမခံနိုင်တော့ဘူးဆိုတာလက်ခံလို့ရပါတယ်ဒါပေမဲ့တစ်ဖက်ကနေစဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အသင်းကဒီလမ်းကိုရွေးပြီးနေပြီဒီလမ်းအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေဆက်တော့ရှောင်နေရမှာပဲဒီချိန်ကျမှနောက်ပြန်လဲလဲရင်ကျွန်တော်တို့ရင်းနှီးထားတဲ့အရင်းအနှီးတွေကအကုန်အလဟတာဖြစ်သွားမယ်ဒီလမ်းကကျမ်းမယ်ဆိုတာအစကတည်းကသိခဲ့တာပဲတီးတီးနဲ့ရှောက်ခဲ့ပြီးမှဒီလမ်းကကျန်းတယ်ကွာမရှောက်ချင်တော့ဘူးနောက်ပြန်လဲပြီးတခြားလမ်းရွေးမယ်ဆိုပြီးလို့တော့ကျွန်တော်တို့ရှေ့မှာလည်းဒီလိုကြီးလုပ်ခဲ့တာပဲလေဘယ်တော့မှခီးရောက်ခဲ့လို့လေဒီလမ်းကျန်းတယ်ကွာနောက်ပြန်လဲမယ်နောက်တခြားလမ်းရွေးမယ်တခြားလမ်းသွားတော့လေထက်ကျန်းတာပဲထက်ကျန်းတော့ပြန်လဲတယ်နောက်လမ်းရွေးတယ်ထက်သွားတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ခီးမရောက်ဘူးတဝက်တစ်ပြက်မှာပဲအမြဲတမ်းလဲနေတာတဝက်တစ်ပြက်မှာပဲအမြဲတမ်းလဲပြီးတော့အစကိုပြန်ရောက်သွားတာအဓိကဆိုလိုချင်တာကအသင်းမှာခန့်ခဲ့တဲ့နီးပြ profile ပေါင်းကတော်တော်ဆုံးနေပြီကျွန်တော်တို့ခန့်စရာနီးပြ profile လည်းမရှိတော့ဘူးအခု Ruben Amorim လို့အမျိုးအစားမျိုးကဒါနောက်ဆုံးအမျိုးအစားလို့ပြောလို့ရတယ်ခန့်စရာနီးပြမရှိဘူးပြောရတော့မဟုတ်ဘူးဗျာဒါပေမဲ့
စမ်းသက်စရာနီးပြ profile တော့မကြမ်းတော့ဘူးကျွန်တော်တို့ခန့်မယ်ဆိုရင်ရှေ့မှာခန့်ခဲ့ဘူးတဲ့ profile မျိုးရှိတဲ့နီးပြတွေပဲခန့်လို့ရမယ်ဒါဆိုရင်ဒီလမ်းကြောင်းတွေအောင်မြင်ပါမယ်လို့ဘယ်သူကအာမခံနိုင်မလဲရူဘန်အမိုရင်နဲ့ပတ်သက်ပြီးတော့သဘောကျတဲ့အချက်တွေကိုပြောပါဆိုရင်တော့သူ့မှာအနေနဲ့ဒီ system တစ်ခုရှိတယ် idea တစ်ခုရှိတယ်လုံးဝရှင်းတယ်ဗျာသူကဒါတစ်ခုကိုပဲကင်ဆွဲထားတယ်လုံးဝကောင်းပါတယ်သူအနေနဲ့ဒါကိုသူလုံးဝပြောင်းမှာမဟုတ်ဘူးဆိုတဲ့နေရာမှာကျွန်တော်တို့ရှင်းရှင်းလင်းသိဖို့လိုတာကသူ့အနေနဲ့ကအခုအသင်းရဲ့ပြဿနာတွေကသူ့ system ကြောင့်ဖြစ်နေရလို့သူမထင်ဘူးသူအမြဲတမ်း interview တွေမှာပြောတယ်အခုဖြစ်နေတဲ့ပြဿနာတွေအားလုံးကဒါ system ကြောင့်သာဖြစ်နေတာဆိုရင်သူ့အနေနဲ့ဒီ system ကိုပြောင်းမှုသူဝင်မလေးဘူးဒါပေမဲ့အခုဖြစ်နေတဲ့ပြဿနာတွေက system ကြောင့်မဟုတ်ဘူးလို့သူကယုံကြည်ထားတာဒီတော့သူကတော့သူ့ system ကိုသူပြောင်းလဲမှာမဟုတ်ဘူးအနည်းဆုံးတော့သူ့မှာယုံကြည်ချက်ရှိရဗျာသူ့ယုံကြည်ချက်ကခိုင်မာတယ်ဒါကြောင့်လူတယောက်ကသူယုံကြည်တာကိုဒီဇိုင်းမှတ်လုပ်ရင်တော့တစ်ချိန်မှာတော့အောင်မြင်မှာပဲဘယ်ချိန်လဲဆိုတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့တစ်ချိန်မှာတော့အောင်မြင်မှာပဲလေ United နဲ့အောင်မြင်တာမျိုးဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်သူတခြားအသင်းနဲ့မှအောင်မြင်ခြင်းနဲ့အောင်မြင်မှာပဲသူ Sporting တော့လည်းအောင်မြင်ခဲ့တာပဲနောက်ပြီးတော့လူအများပြောနေသလိုအမိုရင်ကအရန်ကောင်းပါတယ်သူ system အဲ့လိုမဟုတ်ဘူးသူအမြဲတမ်းပြောထားရှိတယ်လူတွေကဒါမျိုးတွေကိုကြတော့သိပြီးတော့အရေးပြီးဖော်ပြလိမ့်မရှိဘူးပေါ့နော် interview တွေမှာသူအမြဲတမ်းပြောထားရှိတယ်system ဆိုတာ formation ဆိုတာအများနဲ့ evolution အလုပ်နေရမှာပဲတမျိုးတဲ့ကစားနေလို့မရဘူးပေါ့ဒါပေမဲ့ဒီအသင်းဟာအခုမှစပြီးတော့0ကနေစတာဖြစ်သည့်အတွက်ဒီ system ကိုငါအံဝင်အောင်ခေါင်းမှနဲ့လုပ်နေရခြင်းဖြစ်တယ်ပေါ့ဒီ system သာဒီအသင်းမှာအံဝင်သွားခဲ့ပြီဆိုရင်ငါတို့အနေနဲ့တခြား system တွေကိုလည်းပြောင်းပြီးဆော့ဖို့အရင်အခက်အခဲမရှိဘူးအလွယ်တကူပြောင်းလဲနိုင်တယ်လို့သူအမြဲတမ်းပြောခဲ့တယ်သူ evolution ကတော့အများနဲ့လုပ်နေရမှာပဲသူခေါင်းမအောင်ဆိုတဲ့အကြောင်းလည်းပြောပြထားတယ်အခုဖြစ်နေတဲ့ပြဿနာကဒီအစမှာကိုဒီအသင်းကအဆင်မပြေဖြစ်နေတာသူအနေနဲ့ဘာလို့လိုအပ်ချက်ရှိတယ်လဲဘာအားမလို့အများဖြစ်မိလဲဆိုတာပြောချင်တော့ဒီအသင်းနဲ့ system အခုအပြောင်းကိုသူချောမွေအောင်တော့မလုပ်နိုင်ဘူးဒါအရင်ကြမ်းတမ်းနေတယ်ဗျအရင်ခက်ခဲနေတယ်အဲ့တခုတော့ရှိတယ်ဒါပေမဲ့ဒါသူ့အမြင်ကျွန်တော်ကတစ်ခါတလေကျွန်တော်တို့ပရိသတ်ဘက်ကအမြင်တစ်ခုလေးကြည့်လို့မရဘူးသူတို့အလုံးလုံးနေတဲ့ဒီအမြင်ဘက်ကလည်းတော့ကြည့်ဖို့လိုတယ်ပေါ့နော်ကိုယ့်ဘက်ကအမြင်တစ်ခုလေးနဲ့သူတို့ဘက်ကအမြင်တွေအောင်မတူဘူးပေါ့သူတို့ကကြာအလုပ်ကတကယ်ကိုအလုပ်ကြီးကန်ကြီးလုပ်နေတာလေကိုရီးယားဘေးကဝေဖန်လီကန်နေတာဆိုတော့အမြင်တွေကတော့မတူဒီတော့ဒီနေရာမှာဟုတ်ပါပြီမေအမိုရင်ရဲ့ system ကြီးကအခုအင်္ဂလိပ်ပရီးမီးယားလိမှာအလုပ်ဖြစ်နေလို့လားလို့မိကိုတရားမေခွန်ရှိတယ်အလုပ်မဖြစ်ဘူးလို့တော့ပြောလို့မရဘူးကျွန်တော်တို့ဒီရာသီမှာကျွန်တော်တို့ပထမဆုံးပွဲစဉ်အာဆင်နယ်နဲ့ပွဲမှာကစားခဲ့တဲ့ကစားပုံကြည့်မယ်ကျွန်တော်တို့ဒီဖူဟန်နဲ့ပွဲမှာအစာပိုင်းလေးကစားပုံကြည့်ကျွန်တော်ဒီချယ်ဆီနဲ့ပွဲမှာစချင်းပွဲကိုစားတဲ့ကစားပုံကြည့်အဲ့ဒီအချိန်တွေမှာတော့ပွဲစ15မိနစ်20မှာတကယ်ကောင်းနေဆိုတော့ဘယ်သူမှညင်းမရဘူးကျွန်တော်တို့အဲ့ဒီ15မိနစ်20မှာတကယ်ကောင်းနေဆိုတော့ဘယ်သူမှညင်းမရဘူးဒါ system အလုပ်ဖြစ်လို့ကောင်းတာလေ system အလုံးဖြစ်ဘူးဆိုအဲ့7မိနစ်15မိနစ်ကကောင်းနေတာအကြောင်းမရှိဘူးအဓိကအရေးကြီးတာအဲ့7မိနစ်15မိနစ်ကောင်းနေတာကို consistent ဖြစ်နေမိနစ်တိုင်းပွဲတိုင်းမှာကစားနိုင်ဖို့လိုနေတာ system အလုံးမဖြစ်တာမဟုတ်ဘူး100%လုံးအလုံးမဖြစ်တာလုံးဝအလုံးမဖြစ်တာမဟုတ်ဘူးအလုံးဖြစ်လို့ကောင်းတဲ့အရာတွေကျွန်တော်တို့မြင်နေရတာလေဒါပေမဲ့အဲ့ကောင်းတဲ့အရာအရန်နည်းနေတယ်ပြီးတော့ရလက်ကလည်းမကောင်းတော့ကြတော့ဒီဥစ္စာလူပြောစရာဘာမှမဟုတ်နေတော့ဖြစ်သွားတာအားမရတဲ့အချက်တွေပြောရမယ်ဆိုရင်တော့ရူဘန်အမိုရင်အနေနဲ့သူအရင် emotion နဲ့များလို့နေဗျာလူငယ်ဖြစ်တာလည်းဖြစ်တာပေါ့ဒါပေမဲ့ကိုကဒီ Manchester United လို့အသင်းကြီးတစ်သင်းကိုဦးစီးဦးဆောင်လုပ်နေရတဲ့နီးပြတရားအနေနဲ့ကတော့သူ့အနေနဲ့ဒီထက်ပိုပြီးတော့ control လုပ်နိုင်တဲ့ပေါ့နော်အဲ့လိုမျိုးကွင်းထဲမှာတခုခုဆိုရင်မကြည်ရတာပနဒီဘာကြီးကန်မကြည်ရဘူးလက်ပြပေါ်ပြင်မကြည်ရဘူးတောင်းကံပေါ်ကန်မကြည်ရဘူးပနဒီကိုမကြည်ရတာကိုကျွန်တော်နားလည်ပြလို့ရသေးတယ်ဥမာဂျာဂျန်ကလော့တို့ပါလို့ဆိုလဲဆာလာတို့ပါတော့ပနဒီကန်သူလည်းမကြည့်ပါဘူးဒါပေမဲ့လက်ပြပေါ်ပြစ်တာတောင်းကံပေါ်ပြစ်တာကိုလောက်တော့လဲမင်းမကြည်ရဖြစ်စရာတော့အဲ့လောက်ကြီးတော့အသေးငယ်တွေကမလိုဘူးလေကွာဟုတ်တယ်မလားဒါလောက်တော့ control လုပ်နေရမှာပေါ့အခုပါသားကိုပြီးတော့နောက်တစ်ချက်ကဒီနေ့အဓိကရုန်းကန်နေရတဲ့နောက်တစ်ချက်ပေါ့နော်ဒါကတော့ကျွန်တော်တို့အသင်းကွင်းလည်လူမွေတဲ့ပြဿနာဒီပြဿနာကတော့နီးပြနဲ့လဲဆိုင်သလိုအသင်းရဲ့ဒီ football director မှာတာဝန်ရှိတဲ့ Jason Wego တို့ဥမာပါရတာတို့နဲ့လည်းအများကြီးဆိုင်တယ်အပေါ်က Jason Wego တို့အနေနဲ့ဝယ်မပေးဘူးဆိုရင်တော့နီးပြအနေနဲ့တောင်းဆိုရမယ်ကွင်းလည်ကစားသမားလိုအပ်တယ်ဆိုတာအခုအသင်းရဲ့ကွင်းလည်မှာကစားနေတဲ့ကစားသမား2ယောက်အဓိကကစားသမား2ယောက်ဖြစ်တဲ့Casemiro နဲ့ Bruno 2ယောက်ကိုကြည့်လိုက်ပါအောင် Casemiro ဆိုရင်မိနစ်30ပဲကောင်းဆော့နိုင်တာမိနစ်90ကန်ရမယ့်ပွဲမှာမိနစ်30ပဲပထမပိုင်းအပြည့်ကောင်းမဆော့နိုင်ဘူးဒါပေမဲ့ Casemiro ကစားနေတဲ့မိနစ်30မှာအသင်းကစားပုံကတကယ်ကောင်းတယ်တ
သူကြသွားပြီဆိုတာနဲ့အသေးအပါလိုက်ကြတယ်ကွင်းလယ်ကဘယ်လောက်တောင်အရေးကြီးရောနောက်ထပ်တစ်ယောက်ဖြစ်တဲ့ Bruno Fernandes ကြောင့်လေဒါ Bruno ကသူ့ရဲ့ကစားနေကြနေရမဟုတ်ဒီနေရာမှာလည်းပြောရရှိရလူတိုင်းဝေဖန်နေရ Bruno ကဘာလို့ကွင်းလယ်မှာကစားနေရလဲဘာလို့နံပါတ်10မှာမထားရလဲနံပါတ်10မှာထားရင် Bruno ကပိုကောင်းတယ်ကျွန်တော်တို့အဲ့ကွင်းလယ်မှာ Bruno မတော့ဘယ်သူတုံးမဟုတ်ပြီ Bruno ရှေ့ထားမယ်ပဲနံပါတ်10မှာထားရင်ကိုညာပဲသွားဆောင်ပါဟုတ်ပြီကိုညာတိုက်စစ်ထားမှာကွာအဲ့ဆိုရင် Sheshko ကပဲသွားဆောင် Sheshko အရန်ထားမယ်ကိုညာတိုက်စစ်Bruno Ambumo နံပါတ်10ဒါဆိုရင်ကွင်းလေအခု Bruno ဆော့နေတဲ့နေရာမှာဘယ်သူဆော့မှာလဲကိုဘီမိန်နူဆော့မှာလားဥကာတီဆော့မှာလားတေချာတာကတော့အခုစင်တာမီဖီမှာဆော့နေတဲ့ Bruno ညံ့မာနေဆိုတာတော့ကိုဘီမိန်နူနဲ့ဥကာတီကမမီဘူးညံ့နေတဲ့ Bruno ကိုပဲကိုဘီမိန်နူနဲ့ဥကာတီမမီဘူးဒီတော့ Bruno ကကွင်းလေပဲဆော့ရမှာပဲသူတို့တွေစပြီးတော့ဒီနှစ် transfer window မှာတိုက်စစ်တွေဦးစားပေးပြီးဝယ်လိုက်ကြတဲ့က Bruno Fernandes ဟာကွင်းလင်ကစားသမားအဖြစ်သတ်မှတ်ထားလို့တိုက်စစ်တွေကိုပဲဦးစားပေးနံပါတ်10တွေဦးစားပေးပြီးဝယ်ခဲ့တာပြီးတော့ Bruno ကကွင်းလင်အဆော့ကိုဆိုတော့ဘယ်လိုပဲဖြစ်နေဒီနေရာမှာကတော့အသိအနေနဲ့အတွက်အချက်မှားသွားတယ်လို့ကျွန်တော်မြင်တယ်သူတို့အနေနဲ့ကသူတို့ဒီ Ineos ဒီရောက်ခါစားသူတို့ပထမဆုံးရောက်ချင်းနဲ့မှာအသိနောက်တန်းကိုတန်းလုံးလဲလိုက်တယ်အသိကိုတိဆောက်တယ်ဆိုတာနောက်ကနေစပြီးတိဆောက်ရတာနောက်အလေတိုက်စစ်ဒီလိုအစင်းလေးသွားမှရမှာလေအခုကသူတို့ရောက်ချင်းနဲ့မှာတော့မှန်တယ်နောက်တန်းလဲလိုက်တယ်ပြီးရင်ကွင်းလေမလာပဲနဲ့ကွင်းလေကြော်ပြီးတိုက်စစ်ကိုရောက်သွားတယ်အဲ့ဒီနေရာမှာသူတို့စမားတာပဲသူတို့ကတော့ဒီလိုတွက်မှာပေါ့နော်မနစ်ကဒီရူဘန်အမော်ရင်လက်ထက်မှာအသင်းကခွင့်ရေးတွေဖန်တီးနိုင်တယ်တိုက်စစ်ကအဆုံးသက်တွေညံ့နေလို့ဂိုးမရဘူးဆိုသူတို့တွက်ပြီးတော့ငါတို့ဒီနေ့တိုက်စစ်ကိုသာဖြည့်လိုက်ရင်ပြဿနာတွေအတန်အသင့်တော့ပြေလဲသွားနိုင်တယ်လို့သူတို့တွေးထားပုံရတယ်ဒါပေမဲ့transfer window ပိတ်ခံနေမှာသူတို့ကွင်းလေတယောက်တော့ဘာလဲဘာကိုလိုက်ဖို့တော့သူတို့တစ်ချက်ကြိုးစားသေးတယ်ပေါ့ဒါပေမဲ့ဘာလဲဘာဈေးအရင်များနေတာလဲပါတယ်ဒီနေရာမှာသူတို့ဘယ်လိုတွေးလဲကျွန်တော်နည်းနည်းလေးစဉ်းစားကြည့်ရပေါ့ကျွန်တော်ထင်တာပြောရမယ်ဆိုရင်သူတို့ကဒီလိုတွေးလိမ့်မယ်ကွင်းလေတယောက်ဝယ်ပေးုံနဲ့လေဒီအသင်းကဘာမှထူးခြားသွားမှာမဟုတ်ဘူးလားချန်ပီယံလည်းဖြစ်မှာမဟုတ်ဘူးဒီတော့ငါတို့အနေနဲ့ဒီနှစ်ကတော့ဥရောပပွဲတွေကလည်းအများကြီးကန်ရမရှိဘူးပြည်တွင်းပွဲလေးတွေပဲကန်ရမှာဆိုတော့ရှိတဲ့ကစားသမားနဲ့ပဲကွင်းလေကိုထိန်ကန်မယ်လာမဲ့ transfer window ကြမှာပဲကွင်းလေကိုငါတို့တည်တည်ချာချာဖြည့်မယ်ဆိုပြီးသူတို့တွေးလိုက်ပုံရတယ်ကွင်းလေကစားသမားတွေကဈေးကလည်းများတယ်ဗျာတော်ရုံတန်ရုံ50လောက်နဲ့ရဖို့မလွယ်ဘူး50တန်ကွင်းလေကစားသမားအဆင့်နဲ့လည်းမရဘူးဒီတော့တေချာပေါက်တန်းရာကျော်ကွင်းလေတွေကတော့ဖြည့်မှရမှာဒီတော့သူတို့ကဒီနှစ်တော့ကွင်းလေကို Bruno Fernandes နဲ့ပဲထိန်ပြီးစော့ထားလိုက်မယ်မနစ်ကလည်းငါတို့မှာ chance creation တွေအများကြီးရှိထားတယ်တိုက်စစ်ကလည်းဒီနေ့ဖြည့်ထားရဲဆိုတော့ငါတို့ goal တွေလည်းသွင်းနိုင်မှာပဲပေါ့ဒီတစ်နှစ်တော့ငါတို့ထိန်းဆော်လို့ရလောက်ပါတယ်လို့သူတို့တွေးပြီးတော့ကွင်းတွေကိုမဖြည့်ပဲထားရလို့ကျွန်တော်ထင်တယ်သူတို့ရဲ့အတွက်အချက်ကဒီချိန်မှာတော့မှားသွားတယ်အသင်းနဲ့ကွင်းတွေကိုအဓိကထားပြီးဒီဆောက်နေတဲ့လီမှာဒီလိုမျိုးတွေးလိုက်တယ်ဆိုတာတကယ်ကိုမယုံကြည်နိုင်စရာပဲအခုတော့ဘာတွေဖြစ်လဲဆိုတော့အသင်းကကွင်းလျာအဆင်မပြေတော့တိုက်ဆိုင်လည်းအဆင်မပြေဘူးခန်းဆိုင်လည်းအဆင်မပြေဘူးဒီအချိန်မှာဘာစိုးရင်ရလဲဆိုတော့အသစ်ခေါ်ထားတဲ့ကစားသမားကြီးကွန်ညာတို့အမ်ဘူနိုတို့ရှက်ရှကိုတို့ပါဖိအားတွေများလာပြီးတော့ခြေတွေကျသွားမှာကိုစိုးရိမ်နေရတယ်ဒီပြဿနာကွင်းလယ်မွဲလို့ဖြစ်တဲ့ပြဿနာကျွန်တော်တို့တရားစီလုံးလည်းပြောရမှာဒီပြဿနာအမြဲတမ်းပြောနေရမှာပွဲစဉ်တိုင်းမှာပြောနေရမှာမှန်တယ်ရူဘန်အီမိုရဲ့ဒါကကွင်းလယ်ကိုအဓိကထားပြီးစော့တာမျိုးမဟုတ်ဘူးဆိုပေမဲ့ကွင်းလယ်ရဲ့ခန္ဓာကိုတော့ချန်ထားလို့မရဘူးလေအတင်းတင်းမှာကွင်းလယ်ကအရေးကြီးဆုံးပဲကွင်းလယ်သာကောင်းနေရင်တိုက်စစ်ကညံ့နေအောင်ခန်းစစ်ကမကောင်းနေအောင်ဒီကွင်းလယ်နဲ့ထိန်းပြီးတော့ဆော့သွားလို့ရတယ်ပွဲတစ်ပွဲကိုဒီဆုံးဖြတ်ချက်ကိုတော့ကျွန်တော်ကနားမလည်ဘူးဘောကဘုတ်ဖွဲ့ရလူတွေရောနီးပြရောဘာကြောင့်ကွင်းလယ်ကိုအဓိကထားပြီးတော့မစင်စားခဲ့ကြတဲ့ဒီဆုံးဖြတ်ချက်ကိုတော့နားမလည်ဘူးအဓိက topic ကိုပြန်သွားရမယ်ဆိုရင်ကျွန်တော်တို့ကဒီ land ကျမ်းမယ်ဆိုတာတည်နဲ့ရှောက်ခဲ့ပြီးမှ land ကျမ်းနေဟွာဆိုပြီးတော့ကျွန်တော်နောက်ပြန်လှည့်ကြမှာလားဟုတ်ပြီနီးပြပြောင်းမယ်ဆိုအခုတော်တော်ပြိသက်တော်တော်များများသဘောကျနေကျွန်တော်တို့ Crystal Palace နီးပြပေါ့နော် Glasner ဆိုရင်ရောအာမခံရရှိလား United ကိုရောက်လာရင်အဆင်ပြေပါမယ်လို့အာမခံနိုင်တယ်လို့ရှိလားမရောက်ခင်ကတော့ဘယ်နီးပြမဆိုအခုလက်ရှိနီးပြထက်တော့တာရဲလို့ထင်ကြတာကြီးပဲအဲ့ဒီတန်ဟတ်တော့ကလည်းအဲ့ဒီတန်ဟတ်မဟုတ်ရင်ပြီးရောကွာဘယ်နီးပြဖြစ်ဖြစ်ဒီနီးပြထက်တော့တာပါတယ်ကွာဒီနီးပြလောက်တော့မစိုးနိုင်ပါဘူးကွာလို့ထင်ခဲ့ကြတာပဲလေဟုတ်တယ်မလားနီးပြအသေးခံလိုက်လို့အဆင်မပြေရင်အစအနေကျွန်တော်တို့ပြန်ဆောင်ရအောင်မယ်အနီးပြအသက်မလို့အချိန်ပေးပါအောင်ဆိုပြီးအချိန်ရပေးရအောင်မယ်သူနဲ့အဆင်မပြေရရင်ထုတ်အောင်မယ်သူအဆင်ပြေမယ်သူကြိုက်မဲ့သားသမားတွေကဝယ်ပေးရအောင်မယ်အစအနေပြန်တိဆောက်အောင်မယ်ကလစနာကိုယ်တိုင်တော့မှ Crystal Palace ရောက်ခါစားတော့ရုံးခဲ့ရတာအစောပိုင်းနေမှာသူလေးရလက်တွေမကောင်းဘူး United မှာဒါအဲ့လိုလေးသွားစကြည့်အကုန်လုံးဝိုင်းထောင်းတာနဲ့ကိုတော်တော်နဲ့ပြန်ပြီးနလန်ထူမှာမဟုတ်ဘူး Crystal Palace မလို့ဒါဒီလူမသိသူမသိနဲ့ဖြည်းဖြည်းချင်းအသင်းကတိုးတက်လာတာ United မှာဆိုရင်စစချင်း
ရုံးကန်ရပြီဆိုတာနဲ့ဟိုဘက်ကထောင်ဒီဘက်ကထောင်တစ်ကဘာလုံးကတည်ပြီးဒီအဲ့ pressure ရင်းနဲ့ပဲဒီနီးပြနလန်ပြန်ထူဖို့လွယ်မှာမဟုတ်အဓိကဗျာ MOA ကိုထောက်ခံတယ်မထောက်ခံဘူးဆိုတာအထက်အပြောင်းလဲလုပ်ရင်ကောင်းလာပါမယ်လို့ကျွန်တော်တို့မှအာမခံချက်မရှိဘူးအာမခံချက်ပေးနိုင်တဲ့နီးပြလည်းရှိမနေဘူးသောမက်တူချေတို့အန်တိုနီယိုကွန်တီတို့သာခေါ်လို့ရမယ်ဆိုရင်ခက်ရတယ်ဒါပေမဲ့ဒီနီးပြနှစ်ယောက်ကအခုခေတ် Ineos တို့တွားကျင်နေတဲ့ပုံစံနဲ့ဘလို့မှအဆင်မပြေဘူးဒီနီးပြနှစ်ယောက်ကအခုချိန်မှာခေါ်လို့ရရပဲထောင် Ineos ကခေါ်မှာမဟုတ်ဘူးသူတို့တွားကျင်တဲ့လမ်းကြောင်းနဲ့ဒီနီးပြနှစ်ယောက်ရဲ့ပုံစံနဲ့ဘလို့မှအဆင်မပြေဘူးဒီတော့အာမခံချက်ဘာမှမရှိတဲ့အပြောင်းလဲလုံးဝတက်ဆိုင်ရင်လက်ရှိတွားနေတဲ့လမ်းကြောင်းပေါ်မှာတွားနေတဲ့နီးပြနဲ့ပဲဆက်ပြီးတော့စောင့်ကြည့်တာချင်းပြီးတော့ကောင်းမယ်လို့ကျွန်တော်ထင်တယ်ဘလောက်စိုးနိုင်မလဲဆက်ဆောင်ကြည့်ပေါ့ကြားရကောင်းရင်လည်းကောင်းလာမှာပဲလေဒါပြောလို့မရဘူးနောက်ဆုံးတန်းစင်းတော့မဲ့တအားစိုးနေဆိုရင်တော့လည်းထိုးလိုက်ပေါ့ဒါကတော့မတတ်နိုင်ဘူးလေအဲ့လောက်ကြီးတီချင်းနေမစိုးခင်တော့ကျွန်တော်တို့ဆက်ပြီးတော့အချိန်ပေးနေတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်တို့ United Fan တွေဆိုတာလည်းအရန်ကြီးအသင်းကကြာရှုံးလာပြီးရလက်တွေတအားဆိုးလာပြီးလုံးဝဒီနီးပြတဲ့က4 down ဖြစ်လာပြီးဆိုရင်အရန်ကြီးအချိန်ကြာပေးတဲ့ထဲမှာမပါဘူးထုတ်ကွာလို့ကွာဆိုထုတ်လုပ်လိုက်တာပဲပြီးရင်စားပြန်စားတစ်ခါပြန်စားဆိုဒီလိုနဲ့ပဲတန်တရားလေးနေတာနီးပြတော့မဟုတ်ကြောက်တာမဟုတ်နီးပြတော့မဟုတ်မကြောက်ဒါပေမဲ့တွားနေတဲ့ project တစ်ခုလုပ်ငန်းစဉ်တစ်ခုကဘယ်တော့မှဆုံးကမ်းတိုင်အောင်မရောက်ဖ ೇನೆ အပြီးသက်တဲ့အထိမရောက်ဖ ೇನೆ တော့တစ်ပြက်မှာဖြတ်ပြီးတော့အစအနေပြန်စနေရတာကိုသဘောမကျတာအရင် project တွေအရင်နီးပြရဲဒုံးကမှရောက်ခါသားလေးကောင်းလိုက်တဲ့အခိုက်အတန့်လေးဆိုတာရှိသေးတယ်ပြီးမှသာပြန်ပြီး 4 down ဖြစ်သွားတာအခုဒီနီးပြရူဘန် MOA လက်ထက်မှာကောင်းတဲ့အချိန်ဆိုတာကိုမရှိဘူးသူရောက်ခဲ့ရတဲ့ရုံးငန်ရတာအခုတည်းထိပဲဒီတော့ကောင်းတဲ့အချိန်ဆိုတာလေးများရောရောက်လာအောင်မလားလို့နည်းနည်းလေးမျောလင့်ကျင်စရာတော့ရှိတယ်ပေါ့နော်သူရောက်ခဲ့ရတဲ့ရုံးငန်ရတာလုံးဝအတင်းကလုံးဝကောင်းလာပါတယ်တခုံတို့တိုးတက်လာပါတယ်ဆိုတာမျိုးကိုမရှိသေးဘူးဘာဖြစ်လို့လဲဆိုတော့သူရောက်ကြရတိုင်းဒီအတင်းနဲ့ဘာမှမဆိုင်တဲ့ဒီ system ကြီးတစ်ခုကိုလုံးဝခက်ကြမ်းကြမ်းရိုက်ထည့်ပလိုက်တာ哦ဒီ system တစ်ချက် clip ဖြစ်သွားပြီးတော့ပြန်ပြီးတော့များကောင်းတဲ့အချိန်ရောက်သွားမလားဆိုတာလေကျွန်တော်တို့တစ်ချက်မျှော်လင့်လို့ရတယ်ပေါ့နော်နောက်တစ်ချက်ကအတင်းကလည်းဒီနည်းပြောလွယ်နဲ့ထုတ်မှာမဟုတ်ဘူးသူတို့အရန်ကြိုက်လွန်းလို့အရန်ယုံကြည်လွန်းလို့ပေါ်တူဂီထိသွားပြီးတော့ရော်ကြီးပေးပြီးတော့ခေါ်ထားတဲ့နီးပြကိုတနစ်ဝင်းကျင်မှာပဲရော်ကြီးပေးပြီးပြန်ထုတ်ရတယ်ဆိုရင်တို့လည်းကိုယ့်အချက်ကိုခွဲသလိုဖြစ်နေမှာလေလူကြားကိုလည်းမကောင်းဘူးဒီတော့တို့ကလည်းဒီနီးပြကိုရသလောက်ကိုလုံးဝကိုဆက်ထားမှာလုံးတော်တော်ကြီးစိုးနေပြီဆိုမှပဲထုတ်မှာတော်ရုံတန်ရုံနဲ့တော့ထုတ်မှာမဟုတ်ဘူးအခုလာမယ့်ဆန္ဒနဲ့ပွဲရှုံလည်းမထုတ်စိတ်ချဆက်ထားအောင်မှာတို့ကဒီတရားဒီအပြည့်ဖူးသီစဉ်ကိုပေးခြင်းသေးတာဒီတော့ကိုလူတွေအားလုံးပဲစိတ်လျှော့ပြီးကြည့်ကြပါလို့ပဲကျွန်တော်အကြံပေးခြင်းတယ်ဘယ်တော့မှဒီလောက်စိုးနေတဲ့အနေအထားကိုစိတ်လျှော့ပြီးတော့အချိန်မပေးခဲ့ဘူးမလားဒီတော့အခုတစ်ခေါက်တော့နည်းနည်းလေးစိတ်လျှော့ပြီးတော့အချိန်ပေးကြည့်လိုက်ပါပေါ့အရင်စိုးနေတာလေးကိုတစ်ချက်စိတ်ရှည်ပြီးအချိန်ပေးကြည့်လိုက်အားဆက်ဖြစ်လာမလဲကျွန်တော်တို့တစ်ချက်ဆက်ကြည့်ကြတာပေါ့ကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်ရုပ်ရှင်နှစ်သက်သူများအတွက် Netflix Prime Video Disney Plus HBO Max Apple TV တချင်းနားထောင်ရတာနှစ်သက်သူများအတွက် Spotify Apple Music များကိုအကောင်းဆုံးဝန်ဆောင်မှုများဖြင့် Zoche Group ရဲ့ Facebook Page သုံးခုဖြစ်တဲ့ Zoche Netflix Fan မြန်မာစိတ်တိုင်းကြ Digital Paradise တို့မှာဝယ်ယူအားပေးလို့ရပါတယ် Telegram ကနေတစ်ဆင့်လဲဝယ်ယူလို့ရပါတယ် Page တွေရဲ့သက်ဆိုင်ရာ link တွေကို video ရဲ့ description မှာထည့်ပေးထားပါတယ်